မော်လောကရဲ့အစွမ်းအထက်ဆုံးမော်စရာနှစ်ယောက်ဟာဘာလို့တိုက်ရိုက်တိုက်ခိုက်လို့မရတာလဲတငယ်ချင်းအရင်ကနေရန်သူဖြစ်သွားတဲ့ Dumbledore နဲ့ Grindelwald တို့ကြားကနောက်ွယ်ကလှုပ်ဝက်ချက်တွေကိုဒီနေ့ဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားမှာပါအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဒီကက်တွေကိုအမြဲကြည့်ဖို့ကျွန်တော်ရဲ့ channel ကိုစာရင်းသွင်း subscribe ထားပေးပါဦးနေယူဟာတရုတ်ပြည်ကတောအုပ်တစ်ခုထဲမှာကြည်လင်လို့ခေါ်တဲ့မော်သားရဲမွေးဖွားတာကိုကူညီပေးနေပါတယ်ဒီသားရဲဟာစိတ်ထားဖြူစင်တဲ့ခေါင်းဆောင်ကိုရွေးချယ်နိုင်စွမ်းရှိလို့မော်လောကအတွက်အရန်ရေးပါပါတယ်ဒါပေမဲ့ Grindelwald ရဲ့တပည့်ဖြစ်သူ Credence တို့ဖွဲ့ရောက်လာပြီးကြည်လင်မေကိုတက်အကောင်ပေါက်လေးကိုခိုးသွားခဲ့ပါတယ်။နီယူကတော့ဒုတိယမြောက်အမွှားလေးတစ်ကောင်ရှိနေတာကိုသိပြီးအသက်လူကယ်တင်ခဲ့ရပါတယ်။တစ်ဖက်မှာလည်း Grindelwald ဟာတကူးလာတဲ့ကြည်လင်လေးကိုတက်ပြီးအမောင်မော်ပညာနဲ့ပြန်ရှင်းတန်စေခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့ရွေးကောက်ပွဲမှာသူ့ကိုပဲခေါင်းဆောင်ဖြစ်ရွေးချယ်ခိုင်းဖို့လုပ်ချက်ဖန်တီးတာပါ။ Dumbledore ဟာ Grindelwald ကိုတိုက်ရိုက်တိုက်ရင်တေးစေနိုင်တဲ့သွေးသစ္စာနှောင်ကြိုးကြောင့်သူ့အစားလုပ်အားပေးမဲ့အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်ဒီအဖွဲ့ထဲမှာနီယူသူ့ရဲ့အကူ TCS မော်ကျောင်းဆရာမလာလီမြူရဲ့လက်ထောက်ဘန်ဒီနဲ့ကျွန်တော်တို့အချစ်တော်လူသားဂျေကောတို့ပါဝင်ပါတယ်တမ်ဘက်ဒိုးကသူတို့အဖွဲ့ကိုတယောက်နဲ့တယောက်အစီအစဉ်မသိအောင်လှုပ်ဝက်ချက်တွေနဲ့ခွဲခိုင်းထားပါတယ်ဘာလို့လဲဆိုတော့ Grindelwald ဟာအနာဂတ်ကိုကြိုမြင်နိုင်တဲ့အစွမ်းရှိလို့သူ့ကိုလှည့်စားဖို့အတွက်အစီအစဉ်မရှိတာကမှအကောင်းဆုံးအစီအစဉ်ဖြစ်နေလို့ပါ Grindelwald ဟာသူ့ရဲ့အဖြစ်တွေကိုမှော်ကောင်စီကနေပယ်ဖြတ်ပေးဖို့လုပ်ကြံဖန်တီးပြီးခေါင်းဆောင်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်ခွင့်ရသွားပါတယ်ဂျေကောက Grindelwald ကိုတတ်ဖို့ကြိုးစားပေမဲ့မအောင်မြင်ပဲသူတို့အဖွဲ့ဟာအဖမ်းခံရမလို့တောင်ဖြစ်ခဲ့ပါတယ်ဒီကြားထဲမှာ Credence ဟာ Dumbledore ကိုတတ်ဖို့ကြိုးစားပေမဲ့အရေးနေသွားပါတယ်အဲ့ဒီမှာ Dumbledore က Credence ကိုသူဟာ Aberforth ရဲ့တားဖြစ်ကြောင်းနဲ့သူ့ရဲ့မိသားစုကသူ့ကိုစွန့်ပစ်ခဲ့တာမဟုတ်ကြောင်းအမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်ဒါဟာ Credence ကိုနှောင်လျစေပြီး Grindelwald ဖက်ကနေစိတ်ပြောင်းသွားစေတဲ့အဓိကအချက်ဖြစ်လာပါတယ်။နောက်ဆုံးမှာတော့ဘူတန်နိုင်ငံကရွေးကောက်ပွဲကိုရောက်လာပါတယ်။ Grindelwald ကသူတက်ထားတဲ့ကြည်လင်တူနဲ့လှည့်စားပြီးခေါင်းဆောင်ဖြစ်ဖို့လုပ်ချိန်မှာဘန်ဒီကကြည်လင်စစ်လေးကိုမျိုးစီလုံးကြုံအောင်ပို့ပေးနိုင်ခဲ့ပါတယ်။ကြည်လင်စစ်လေးဟာ Dumbledore ရှိမှဒူးထောက်ပြီးသူ့ရဲ့စိတ်ထားဖြူစင်မှုကိုတက်တည်ပြခဲ့ပါတယ်။ Grindelwald ဒေါသထွက်ပြီး Credence ကိုတတ်ဖို့ကြိုးစားချိန်မှာ Albus နဲ့ Aberforth တို့ရဲ့မော်တက်တွေပေါင်းစုံသွားပြီးသွေးသစ္စာပလင်းကိုကွဲစေခဲ့ပါတယ်။အကာအကွယ်မဲ့သွားတဲ့ Grindelwald ဟာထွက်ပြေးသွားရပြီးမော်လောကဟာခဏတာငြိမ်းချမ်းသွားပါတော့တယ်။ဒီ channel ကို subscribe လုပ်ပေးပြီးဗီဒီယိုလေးကို like ပေးသွားဖို့မမေ့နဲ့အောင်တော့